အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည် Boss ပဲဖြစ်ပါရဲ့ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော် Minecraft Bible Series Episode 4နဲ့ပြန်လာကြိုဆိုလိုက်ပါရဲ့ဒီနေ့မှာတော့ကျွန်တော်ရဲ့ Minecraft မှာကျွန်တော်ဘာလို့ထက်လဲကျွန်တော်ဘာတွေစောက်ပြီးသွားပြီလဲဆိုတာကိုကျွန်တော်ပြမှာဖြစ်ပါရဲ့မနေ့ကတော့ကျွန်တော်အိမ်စောက်ထားမယ်လို့ပြောထားတယ်ဟုတ်ပါတယ်ကျွန်တော်အိမ်စောက်ပြီးသွားပါခင်ဗျာဒါပေမဲ့မပြီးသေးပါဘူးကျွန်တော်အိမ်ဆောင်မှုတော်ကျွန်တော်ဓာတ်ဆိုလို့ရှိရင်ဒါကျွန်တော်ဘေးကမှုတော်ထားတာပေါ့ဓာတ်လည်းမလုပ်ရသေးဘူးပြီးလို့ရှိရင်ဓာတ်ဆိုလို့ရှိရင်ကျွန်တော်မနက်ကမှစောက်ထားတာပေါ့နော်ခုနမနက်တောင်ဖြစ်တယ်မနက်ကမှစောက်ထားတာပြီးလို့ရှိရင်ဒါတွေကြတော့ကျွန်တော်မနေ့ကနဲ့ဒီနေ့ပေါင်းစောက်ထားတဲ့ဟာပေါ့နော်ကျွန်တော်မနေ့ကဗီဒီယိုတင်ပြတယ်ကျွန်တော်တဝက်စောက်ထားတယ်ဒါပေမဲ့ကျွန်တော် YouTube ချိတာလေးလည်းရှိထားအတွက်ကျွန်တော်မစောက်ဖြစ်ဘူးကျွန်တော်အဲ့နဲ့အကုန်လုံးတော့မပြီးသေးဘူးပေါ့နော်တော်မပြီးသေးဟာလေးရှိပါအထက်ပိုင်းနေဆိုလို့ရှိရင်ကျွန်တော်ဘာမှမပြင်စရာသေးဘူးเนาะဒါအနောက်ပိုင်းလေး mask လေးတော့ငါ့ကိုလိုက်ပြင်တယ်ဒါတော့အထက်ပိုင်းလေးဖြစ်ပါတယ်အထက်ပိုင်းကတော့အောက်ထပ်ပဲလို့ရသေးအပေါ်တက်ဆိုလို့ရှိရင်ဘာမှကိုကျွန်တော်မစောက်ရသေးဘူးပေါ့နော်ဒီကန်းလည်းဒီကန်းကတော့အပူခန်းပေါ့နော်ဒါပေမဲ့ဒါတော့ကျွန်တော်စဉ်းစားတာဘူးအပူခန်းဆိုတာမရှိဘူးကျွန်တော်တို့စာကြီးလိုက်လုံးမယ်လို့ဆုံးဖြတ်ထားပါတယ်ကျွန်တော်စာကြီးကန်လေးလုံးမယ်ပေါ့နော်ဒါလေးကိုကျွန်တော်စာကြီးကန်လုံးမယ်ပြီးလို့ရှိရင်ဒီဘက်ကဟာဆိုလို့ရှိရင်လည်းကျွန်တော်ထပ်ပြီးတော့ဒီမှာစာအုပ်တွေမန်းလင်းစာအုပ်ထားမယ်ဒီမှာဘုတ်တွေထားမယ်ပြီးရမှာပေါ့နော်ဆိုတော့ကျွန်တော်ဘာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ဓာတ်တွေပါအိမ်မှာဆွဲနေထည့်ပြီးလို့ရပါပေါ့ဒါတော့ကျွန်တော်တရိတ်ဆန်လေးထည့်ဖို့ပေါ့နော်ကျွန်တော်နွားပဲဖြစ်ဘာပဲဖြစ်ဒီမှာဆိုလဲတရိတ်ဆန်လေးထည့်ဖို့ပေါ့နော် Okay so ကျွန်တော်ဒီဟာကျတော့ကျွန်တော်တာဝါကြီးလုံးပေါ့နော်ဟိုးအမြင်တာဝါလုံးပေါ့နော်တိတ်တော့မမြင်ပါဘူး Okay so ကျွန်တော်လိုက်ရှာအောင်ဒါဆိုကျွန်တော်ရဲ့ chef room လေးပေါ့နော်ဒါတော့ကျွန်တော်မနေ့ကစောက်တဲ့ပစ္စည်းအပိုပေါ့နော်ဒါပိုထားတဲ့ပစ္စည်းရေဒါဆိုကျွန်တော်အစ်စ်ပဲပေါ့နော်ကျွန်တော်စောက်မစွေးလောက်ထားဒါပေမဲ့မတူးလိုက်ရဘူးပေါ့နော်အများကြီးမတူးလိုက်ဒါတော့ကျွန်တော်ထပ်စုတာအစားတောက်တွေပေါ့နော်ပြီးလို့ရှိလဲဒါတော့ကျွန်တော်ဒီကနှစ်ခုရရပေါ့နော်တင်းခွေချက်တရားပါလာတဲ့ဟာလေးနှစ်ခုတော့ရတယ်နောက်ဘူးကတော့ရှိရင်ကျွန်တော်တို့ဒီအခန်းရဲ့ဘေးချင်းကဲပေါ့နော် Okay ခဏအစားတောက် Okay ဒီမှာ Okay ဒါရဲ့ဒီဘက်မှာလည်းထက်ကဒါကတော့အနောက်ကြည့်ရတဲ့ green ပေါ့နော်ဒါကတော့အရှိကြည့်ရတဲ့ green ပေါ့ဒါတော့ကျွန်တော်နောက်တစ်ခန်းဖြစ်ပါရဲ့ဒီနေရာလေးကကြတော့green ပေါ့လေးပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင် green ပေါ့နှစ်ပေါက်ရှိရပြီးတော့ green တော့ခုန live ဖြစ်နေ scale လေးတော့မရောက်အောင်မသိဘူး let's get ဒီမှာဖြတ်ထား scale လေးတော့ဟိုဘက်မှာဆိုလို့ရှိရင်မမရဲ့မောင်လေးရှိပါတယ်ခင်ဗျာဟောက်ကောင်ဖြတ်သွားပြန်ပြီကောင်ဖြတ်သွားပြန်ဒါတော့ကျွန်တော်တွားမယ်လမ်းလေးပေါ့နော်ဟိုဘက်နဲ့ဒီဘက်ကူးရမယ်လမ်းလေးနေရာလေးပေါ့နော်ဒီဘက်ဆိုတော့ကျွန်တော်ဒါ crafting room နဲ့ cooking room လုပ်မှာပေါ့နော်ဒီဘက်မှာဆိုတော့ဟင်းချက်တဲ့ဟာတွေအာမချိုးတဲ့ဟာတွေပါလုပ်မယ်ဒီဘက်မှာဆိုလို့ရှိရင်လည်းဒီဘက်ဆိုလို့ရှိရင်တော့ကျွန်တော်အစုံပေါ့နော်ကျွန်တော် crafting အစုံပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်ဘာအားလုံး craft မယ်ဒီဘက်မှာဆိုလို့ရှိရင် cooking မိုင်းတွေထားမယ်ဒီမှာဆိုတော့ကျွန်တော်မှာငကိုတွေကရှိရ crafting table နဲ့ဟင်းချက်တဲ့ဟာပေါ့နော် anvil လို့ခေါ် anvil မဟုတ်ပါဘူး sorry anvil လို့ခေါ်မှာ sorry ကျွန်တော်မှာပါဒါတော့ကျွန်တော် host scale လေးတော့မရှိတော့ဘူးဒါကြီးလေကျွန်တော် stone တွေကိုလည်းကျွန်တော်ဟိုးနောက်ဘက်ကနေတော်တော်တူးတာပါနော်ဒါဆိုတော့ကျွန်တော်အပေါ်တက်လေးပဲဖြစ်ပါတယ်အပေါ်တက်မှာဆိုတော့ဘာမှမလုပ်ရသေးပါဘူးဒါကတော့ကျွန်တော်ရဲ့မွေးထားတဲ့ခွေးလေးကြောင်လေးထားမယ်လို့စိတ်ကူးတာပါဒါကတော့ကျွန်တော်ရဲ့ပြောမှဆိုလို့ရှိရင် animal room ပေါ့နော်ကျွန်တော်တိရစ္ဆာန်တွေထားမယ် animal မဟုတ်နော် animals room ပေါ့နော်ဒီမှာနည်းနည်းထက်ချဲထားမယ်လို့ဆုံးမတာဒါကတော့ကျွန်တော်ရဲ့ bedroom bedroom ဆိုတာယူကောင်းပြမှာနော်ဟိုအခန်း room ယူပြမှာနော်ဒါအိတ်ခန်းBDROMနောက်နေ့ကျရင်လည်းကျွန်တော်ခေါင်မိုးတွေထက်ကမိုးဆုံးဖြတ်တာပါလေဆိုတော့ခေါင်မိုးကတော့နောက်နေ့မှကမယ်ဆိုတော့အခုဘာလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်အခုဘာလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်အစားထောက်နည်းနည်းလေးထပ်စုချင်တာပေါ့နော်ပြီးတော့ကျွန်တော်ပြစာလေးရှိပါရဲ့ဆိုတော့ကျွန်တော်ဒီအိမ်နေစောက်တဲ့ပေါ့နော် stone တွေရှယ်နေအောင်ကျွန်တော် stone တူးရဲ့နေရာကိုလိုက်ပြမှာပဲဖြစ်ပါရဲ့ဆိုတော့လိုက်ခဲ့ပါအောင်ဒါမဲ့ကျွန်တော်အရင်ဆုံးကျွန်တော်အိမ်လေးကိုကျွန်တော်ဒီတိုးမွေးရလေကျွန်တော်အိမ်လေးကိုကျွန်တော်ဒီချာလေးပြန်ကြည့်လိုက်ပါမယ်ကျွန်တော်ခေါမိုးဘယ်လိုမိုးရမလဲဆိုတာလေးကိုနည်းနည်းထပ်ပြီးစဉ်းစားမယ်ပေါ့နော်ခေါမိုးကတော့တော်မိုးရမှာခက်တယ်ဗျာဒါမဲ့ခေါမိုးမိုးတော့ကျွန်တော်အထက်တွေပို့ရမယ်ထင်တယ်အခန်းတွေပို့ရမှာဒါဆိုရင်တော့ကျွန်တော်ခေါမိုးအလေပိတ်ပလိုက်မှာနော်ဆိုတော့အခန်းမရှိတဲ့ခေါမိုးပုံစံမျိုးလေးအခန်းဒီထက်ပို့ကျွန်တော်မှထည့်တာမရှိအခုတော့မှဒီခန်းနေနေကိုတော်တော်လေးကိုပြည့်နေပြီပေါ့နော်အမကိုထပ်လုပ်လို့မရတော့ဆိုတော့ဆိုတော့အတိုင်းပဲပေါ့နော်
မပြောင်းနိုင်လေကျွန်တော်ထက်လောက်အောင်မယ်ကျွန်တော်အများကြီးတော်တော်များများလောက်အောင်မယ်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော် mind တူးတဲ့နေရာလေးပဲဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်ရဲ့ကိုယ်ပိုင် mind တွေမဟုတ်ပါဘူးသူများ mind တွေမှာနော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ခုနတုံးတဲ့ဒါပါလဲငါအကုန်လုံးမေ့နေကျွန်တော် Microsoft ပတ်သက်ရက်လောက်ကြာ2လလောက်ကြာကျွန်တော်တို့2လလောက်ကြာလဲမေ့ကြတယ်ဒါပေမဲ့ကျွန်တော်အုံတော့ပြန်ပြီးတော့စဉ်းစားလို့မရကျွန်တော် brain ကတိတ်မှတ်မိတော့ခဏလေးပါလေဘယ်လိုခေါ်လဲဒါကိုကျွန်တော်မေ့နေကျွန်တော်ပြန်ပြီးတော့ကျွန်တော် Micro ကြည့်ရမှာတယ်ကြည့်စားလို့ကျွန်တော်တောင်းဆိုလို့ရှိရင် micro blog တွေကိုပေါ့နော်အရင်နေ့ကကျွန်တော်မမှတ်ဘူးကျွန်တော် soft ကလေးကကျွန်တော်ခေါ်တဲ့ဥစ္စာရောက်မှအမ stone ဆိုလို့ရှိရင်ကျွန်တော်ကြောက်တုံးလို့ပဲခေါ်တယ် stone လို့မခေါ်ဘူးပေါ့နော်wood တစ်သားဆိုလို့ရှိရင်ဒါတစ်သားရောက်မှာတစ်ခါကြာမျိုးစိတ်တွေမျိုးစုံရှိရလေမှာတစ်သားလိမ်မော်ရအောင်လို့တစ်သားအဲ့ဒါကိုလေကျွန်တော်သူ့မျိုးစိတ်တိုင်းမခေါ်ဘူးကျွန်တော်တစ်သားတွေပဲအကုန်လုံးခေါ်ဖြစ်တာပြီးတော့နင်းနယ်မြေဆိုလို့ရှိရင်မှာ snow biome ဆိုလို့ရှိရင်နင်းနယ်မြေလို့အဲ့လိုပဲခေါ်ကြတယ်ဗျဒီနောက်ဆိုလို့ရှိရင်ကျွန်တော်လေစိုက်ခင်းလေးလုပ်လို့ရနော်ဟိုကောင်ဘာကောင်လဲရဒီကောင်ဘာကောင်လဲရတွားရတော့ဒိုရွှေပြုံးဒီတစ်ခုတွားငါချီမလားနဲ့โอเคဆိုတော့ဒါကတော့ကျွန်တော်လေယာလေးဒီနားမှာစိုက်ခင်းလေးတော့အသေးလေးလုပ်လို့ရမှာထင်တယ်ပေါ့နော်ကျွန်တော်ထင်တော့စိုက်ခင်းလေးလုပ်လို့ရမယ်ဆိုတော့ဒီနားလေးတော့စိုက်ခင်းလေးလုပ်မယ်ပေါ့နော်ဒီဘက်ကတော့ကျွန်တော်စာကြည့်ရိုက်လုပ်မယ်ဒီတိုးမွေးဒီထဲကိုစာကြည့်ရိုက်လုပ်မယ်โอเคဆိုတော့ကျွန်တော်အခုဆိုရင်ဘာလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်ခုနပြောတဲ့အတိုင်းပဲကျွန်တော်အစားတော့ရှာမယ်ကျွန်တော်အစားတော့ကနေဒါကတော့ကျွန်တော်တို့ရဲ့ရှေ့ဝင်နေပါလို့ဆိုကျွန်တော်အခုပတ်သွားလို့မလဲဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်ရမလဲကျွန်တော်စားတော့ရှာဒါလေးတညဘက်ကြလို့ရှိရင်လေပိုးစုံကျူးလေးရှိတယ်အဲ့ထဲမှာwhat the fuck drone ငါသိပါ drone ဟုတ်လို့လား drone ဘာလို့ကျွန်တော်နာမည်မသိโอเคဒီကောင်ကျွန်တော်လန်နဲ့ဖြစ်နေဒီကောင်အကွာမန်းကိုင်နဲ့လန်ရင်းနဲ့ကျွန်တော်လန်အိုင်ထီ fuck တော့မယ်ကျွန်တော်ခိုင်းကျွန်တော်အစားတောက်တွေရှာပဲပေါ့နော်ကျွန်တော်ရဲ့ဒုတိယစီဇန်ပါလဲဆိုလို့ရှိရင်ကျွန်တော်အစားတောက်တွေရှာမယ်โอเคဒါရို့ကင်မယ်ကျွန်တော်အစားတောက်တွေအလုံးချက်မယ်အရင်ဆုံးကျွန်တော် stone ရင်ရှာမယ် let's go stone ရှာကြမယ် let's go stone ကရှိပြီသားစောလုံးမယ်ပြောကျွန်တော်ဓာတ်လုံးမယ်ပြီးအစားတော့ရှာမယ်အရင်ဆုံးတော့စားလိုက်အောင်မယ်မြောင်โอเคရောမြောင်စားတော့အိမ်ထဲမှာမစားဘူးအပြင်ထွက်စားတာโอเคဆိုတော့ကျွန်တော်ဓာတ်လေးလုံးမယ် let's go ဒါအနေငယ်ယူလာလောက်ပေးဟိုဘက်ကခန်းက craft ဟိုဘက်က crafting table ရှိသွားအောင်မယ်ဆိုတော့ကျွန်တော်ချက်ကိုတတ်မှာပေါ့နော် okay စင်ကောင်းပါအောင် chicken okay ဆိုတော့ကျွန်တော်နောက်တနေရာထပ်သွားမယ်ဟိုဘက်ကကူအမှ duration ပုံများတယ်ရတယ်ကျွန်တော်လည်းပါပေါ့နော်ကျွန်တော်ဟင်းချက်လို့ရမို့အောက်ကတိရွက်တွေပါကောက်ခဲ့မယ်ကဲဆိုတော့အမ pick picky မင်းတိပြီးသားမတော့နောက်တော့လာမတိပြီးသားမ okayဟိုဘက်သွားမယ် okay what ဟိုဘက်နွားရှိရယ်နွားတွေကိုတတ်မယ် let's go okay တေးပြီရောမောင်လေး okay မောင်လေးလည်းတေးသွားပြီ okay ဆိုတော့ဒါတော့တော်များတော့မရသေးဘူးเนาะကျွန်တော်လိုချင်တော့မဟုတ်သေး okay let's go picking မင်းတေးလိုက်တော့ okay shit down ဒါကြီးထပ်တူးမှာဒါကြီးလိုတယ်ကြော့ဟင်းချက်မို့ဒါတွေလိုဆုံးနေhello picky okay ရပြီကျွန်တော်ခုနဟိုဝတ်တကောင်နဲ့ကိုတက်တာအောင်မှာဝတ်သား3လုံးရတယ်
就期间嘛，我打也十多种呀，我说，单拿不哈。OK，所以今年在ကျွန်တော်ရဲ့တကယ်ချင်းတွေပေါ့နော်ကျွန်တော်အခုဆိုတော့ကျွန်တော် episode 4 episode 4ကတော့နည်းနည်းတော့ပြင်းဖို့ကောင်းတယ်ဗျာလို့ဆိုတော့ကျွန်တော်အိမ်ဆောက်ထားတာကိုပဲနည်းနည်းလိုက်ပြထားတယ်ဟာငါ့ကိုဖြစ်တယ်အိမ်ဆောက်ထားကိုလိုက်ပြထားတယ်ပြီးတော့ကျွန်တော်အစားအစာရှာရတယ်ဆိုတော့ဒါတော့နည်းနည်းပြင်းဖို့ကောင်းတယ်ပေါ့နော်ဒါပေမဲ့စိတ်မပူပါနဲ့ကျွန်တော်တို့ episode 5ကြာရင်တော့ကျွန်တော်တို့အိမ်ကိုစောက်မယ်ပြီးအိမ်ထဲကိုပစ္စည်းထည့်ပြရတယ်ကျွန်တော်တို့အချိန်လောက်ရင်လောက်သလိုကျွန်တော် mind တွင်းတူးမယ် mind ရှာပြီးတူးမယ်ဆိုတော့โอเคပါနော်ကျွန်တော်တို့ ion တွေပါရှာမယ်ဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြီးကြပါဦး episode အပီးအထိကျွန်တော်တို့တအပ်ကိုတွားပြီးတိုက်ခိုက်မယ်အထိကြည့်ပြီးကြပါအောင်ဆိုတော့နောက်တစ်ခုကျွန်တော်တို့ထပ်လုပ်မယ် โอเคဆိုတော့ကျွန်တော်အသားတွေအားလုံးကင်မျိုးရပြီပေါ့နော်โอเคဆိုတော့ကျွန်တော်အသားတွေအားလုံးကင်မျိုးရပြီဆိုတော့သူ့ရဲ့ပုံနဲ့ပဲသူကသူပြန်ထည့်ထားရမယ် let's go chicken the watata piggy toki ficky ရပါပြီโอเคဆိုတော့အစားတောက်တွေအားလုံးကလည်းရပါပြီဒါသူ့နေရာသူဒါဒီမှာထားရောသူဒါငမွေးโอเคရောဒီကျိုးကတော့ဟိုလာမကောင်နေရှာရတာvillager ပြကောင်လေဆိုတော့အိတ်ကြရအောင် let's go sleep ဟုတ်တယ်โอเคဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါခင်ဗျာကျွန်တော်ဗီဒီယိုလေးကိုကြည့်ပေးကြတဲ့သူတွေကျေးဇူးတင်ပါတယ်ဒီနေ့ဗီဒီယိုက episode 4ကတော့ကျွန်တော်အိမ်ဆောက်တာလိုက်ပြရနဲ့နောက်ပြီးတော့ကျွန်တော်အသားတွေရှာနေဆိုတာတော့နည်းနည်းတော့ပြင်းဖို့တော့ကောင်းပါတယ်ဒါပေမဲ့နောက်နေ့ပိုင်းနေကြရင်တော့နည်းနည်းမိုက်မယ်ပေါ့နော်ဒါပေမဲ့ကြည့်ပေးကြခင်ဗျာနောက်ကျ episode 5ကြာရင်လည်းကျွန်တော်အိမ်ခေါင်းမိုးပြီးတာကိုထပ်ပြမယ်ပြီးလို့ရှိလဲကျွန်တော်တို့အချိန်ရတယ်လို့ mind တွင်းတူမယ်ပြီးတော့အိမ်ထဲကိုထည့်ပစ္စည်းတွေကိုအလားစင်မယ်ပေါ့နော်ဆိုတော့ဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်အားလုံးပဲ see you okay you know see you bye ငါတို့ emoji လည်းမရှိဘူးကွာ okay so bye bye ပါခင်ဗျာ